မင်္ဂလာပါဒီကနေ့ည2:30အချိန်မှာကွာတာဖိုင်နယ်အဖြစ်ရှင်ပြိုင်ကစားသွားကြမယ်ပြင်သစ်နဲ့မော်ရိုကိုရဲ့အကြောင်းကိုခံမှန်းသုံးသပ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အခုပြောမယ့်အကြောင်းအရာအကုန်လုံးဒီကျွန်တော်တယောက်တည်းရဲ့သီးသန့်အမြင်သာဖြစ်ပါတယ်ဗျကျွန်တော်ဒါကီလီယန်အမ်ဘာပေတို့ရဲ့ပြင်သစ်အကြောင်းကိုအရင်ဦးဆုံးစပြီးတော့ပြောရအောင်ပြင်သစ်ကတော့ဒီကမ္ဘာဖလားမှာဖောင်အားဖြင့် quality player ပြည့်စုံတဲ့အနေအထားအားဖြင့်သူကတော့ဒါနောက်တစ်ဆင့်ကိုဒါဒေဂျာပေါက်တက်မဲ့အသင်းလို့ကျွန်တော်တို့လူတိုင်းကဒါထင်မှတ်ထားကြပါလိမ့်မယ်ဆိုတော့အလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ပြင်သစ်ကတော့ဒါအုပ်စု3ပွဲကန်တဲ့အနေအထားမှာ3ပွဲစလုံးကိုဂိုးပြက်ချေပြက်နဲ့နိုင်လာတဲ့အသင်းဖြစ်တယ်လို့ကျွန်တော်တို့ဒါ32သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာဆိုရင်စီဒင်လိုအသင်းကို3ဂိုးပြက်နဲ့နိုင်လာတဲ့အသင်းဖြစ်ပါတယ်16သင်းအဆင့်ကျွန်တော်တို့ဒါကန်တဲ့နေရာမှာပါရာဂွေးလိုကျွန်တော်တို့ညင်ညစ်တွန်းတွန်းကစားတတ်တဲ့အသင်းတွေတွေ့တဲ့နေရာမှာလဲသူတို့ကဒါစိတ်ရှည်ပြီးတော့ဒါစိတ်လိမ့်မန်ပါပြန်မလုပ်ဘဲနဲ့သူတို့ရဲ့ပုံစံဖြစ်တဲ့ကျွန်တော်ခံဖြစ်မယ်ကျွန်တော်ဒါဘောလုံးကိုပဲကစားမယ်ဆိုတဲ့အနေထားကြောင့်ကျွန်တော်ဒါ1-0ဆိုတဲ့ရလဒ်နဲ့နိုင်ပြီးတော့ဒီဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်တစ်ဖက်ကမော်ရိုကိုကလည်း short တွဲလို့ရတဲ့အနေထားမှာမရှိပါဘူးကျွန်တော်တို့အုပ်စုအတွင်း3ပွဲကန်တဲ့အနေထားမှာသူတို့လည်းရှုံးပွဲမရှိတဲ့အသင်းပါကျွန်တော်ဘရာဇီးကိုတရေကစားတယ်ကျွန်တော်စကော့တလန်ကိုနိုင်တယ်ဟေတီကိုနိုင်တယ်ကျွန်တော်ဒါနောက်တစ်ဆင့်ကိုတက်တဲ့32သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာဒါဥရောပရဲ့အင်အားကြီးအသင်းဖြစ်တဲ့နယ်သာလန်လိုအသင်းကိုကျွန်တော်တို့ဒါပွဲချိန်ကန်တဲ့အနေအထားမှာချင်မသာဘူးဆိုရင်တောင်မှသူတို့ရဲ့ကြကုတ်ကြခဲစူးစမ်းတတ်တဲ့စိတ်ကိုပြန်လည်ပြသပြီးတော့ကျွန်တော်တို့ဒါပယ်နယ်တီအဆုံးဖြတ်နဲ့နောက်တစ်ဆင့်ကိုတက်လာတာဖြစ်ပါတယ်ကျွန်တော်တို့ဒါ16သင်းအဆင့်ရှုံးထွက်မှာတော့ကျွန်တော်တို့ကနေဒါကိုချင်မသာဘူးဆိုရင်တောင်မှကျွန်တော်တို့ဒါပြတ်သားတဲ့ရက်လက်3-0ဆိုတဲ့အနေအထားနဲ့ဒီဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့မော်ရိုကိုနဲ့ပြင်သစ်ကကျွန်တော်2022ဒါကာတာကမ္ဘာဖလားမှာလဲဆီမီဖိုင်နယ်ပွဲစဉ်တစ်ခုအဖြစ်ရှင်ပြိုင်ခဲ့ပူပါတယ်အဲ့ပွဲမှာတော့ကျွန်တော်တို့ဒါပြင်သစ်က2-0ဆိုတဲ့အနေအထားနဲ့ကျွန်တော်နိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်လာခဲ့တာပါဆိုတော့ဒီနေ့ဒီအချိန်မှာရောဒါပြင်သစ်ကလွယ်လွယ်ကူကူနိုင်မှာလားကျွန်တော်ကတော့မော်ရိုကိုကိုဒီအချိန်မှာလွယ်လွယ်ကူကူနိုင်လိမ့်မယ်လို့တော့ကျွန်တော်တို့တိတ်တော့မထင်ဘူးဘာကြောင့်လဲဆိုတော့မော်ရိုကိုရဲ့ကျွန်တော်တို့ဒါဒီ4နှစ်5နှစ်ကာလတာမှာကျွန်တော်တို့ဒါတေချာပေါက်ဖွံ့ဖြိုးကြီးထွားလာတဲ့သူတို့ရဲ့ဘောလုံး play style ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ site bet တွေမှာကစားတတ်တဲ့ကျွန်တော်တို့ဒါမာဇရာဝီတို့ဟာကီမီတို့လိုကစားသမားရှိသလိုကျွန်တော်တို့ဒါညာတောင်ပွဲမှာဆိုရင်လည်းဒါ real ရဲ့ကစားသမားလေးဖြစ်တဲ့ Braham DS ဆိုတာကလည်းတကယ်ကိုစောင့်ကြည့်တဲ့ကစားသမားဖြစ်ပါတယ်ကျွန်တော်တိုက်စစ်မှု Cybery ဆိုတာကလည်းကျွန်တော်ဒါဒီကမ္ဘာဖလားမှာကျွန်တော်တွန်းတိုက်ကစားတတ်တယ်ဆိုပြီးတော့နာမည်ကြီးတဲ့ကစားသမားပါဆိုတော့မော်ရိုကိုကတေချာပေါက်ဒါအနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကိုကျွန်တော်တေချာပေါက်လေးစားရမှာဖြစ်တယ်လို့တစ်ဖက်ကတော့ကျွန်တော်ဒါအမ်ဘာပီတို့ရဲ့အကြောင်းကတော့ဒါတေချာပေါက်ဒါကျွန်တော်တို့ချီကျူးရပါလိမ့်မယ်ကျွန်တော်ဒါ Ferrari တိုက်စစ်တယ်ဖြစ်တဲ့ကျွန်တော် Olise တို့ကျွန်တော်ဒါဒမ်ဘီလီတို့အမ်ဘာပီတို့ဆိုတာဒါကယနေ့ခေတ်မျက်မှောက်ကာလမှာတေချာပေါက်ဒါကစားအကောင်းတဲ့တေချာပေါက်လျင်မြန်တဲ့ကျွန်တော် transition တွေကိုကောင်းကောင်းကြီးကစားတတ်တဲ့ကစားသမားတွေလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့နီးပြ quality ကတော့ဒီဒီယာဒက်ချန်ရဲ့ပြင်သစ်ကတော့ဒါတေချာပေါက်ကျွန်တော်တို့ဒါ next level မှာရှိတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒီအဆင့်မှာကျွန်တော်တို့အမှားလောက်တဲ့အသင်းကတော့တေချာပေါက်ခံရပါလိမ့်မယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘယ်အသင်းကနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားမှာလဲဒါကျွန်တော်ကတော့ဒါကြကုတ်ကြခဲစူးစမ်းကြမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါဂိုးနေမဲ့ပွဲလို့တော့ကျွန်တော်တို့ထင်တယ်ဒါကြောင့်မလို့ဒါပြင်သစ်ကကျွန်တော်ဒါတကိုးဂိုးမရှိလောက်နေပဲနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ညီကိုတို့ရောဘယ်လိုထင်ကြလဲကိုယ့်ရဲ့အမြင်လေးတွေကို comment box မှာဒါပွင့်ပွင့်လင်းလင်းရေးသားခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျ